ဘာဖလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများအားပေါ့နော်နှစ်တိုင်းမှာဝေဖန်တာနေအများကြီးရှိတယ်။ကြိုင်ပွဲပဲစီးမြင့် policy ရကျွန်တော်တို့48တင်းကြီးတိုးပြီးတော့ဒါကျင်းပတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဘာကောင်းသွားလဲဆိုတော့ပွဲများပိုကြည့်ရပါပေါ့။ဒီနှစ်မှာလည်းကျွန်တော်ပိုဆွဲဖို့ရေပန်းစားတဲ့အတင်းထဲမှာလည်းအာဂျင်တီးနားကထိပ်ဆုံး3တင်းထဲမှာပါတယ်ပေါ့။ဒီ2000ခုနှစ်နောက်ပိုင်းဘာဖလာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုချက်ပြောရလို့ရှိရင်ဒီနှစ်ပြင်သစ်ကဘာဖလာကို3ချိန်ကြီးဘိုးလူပွဲကိုတက်ရောက်နိုင်ပြီးတော့ကျွန်တော်တို့အချိန်ပိုဆွဲထားရပေါ့အားလုံးပဲမင်္ဂလာပါဒီလာမယ့်ဇွန်လ12ရက်နေ့ကနေဇူလိုင်လ20ရက်နေ့ထိ2026 World Cup ပြိုင်ပွဲကြီးကျွန်တော်တို့မကြခင်လာပါတော့မယ်အဲ့တော့ဒီ World Cup ကဒီ၄နှစ်တစ်ချိန်မှာကျင်းပတယ်ကျွန်တော်ဘောလုံးပရိသတ်တွေအတွက်ထူးခြားတဲ့အချက်နဲ့ပြောင်းလဲလာတဲ့ဒီစီကန်းအနေနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုထဲမှာကျွန်တော်တို့ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ2026 World Cup ကတော့ထူးထူးခြားခြားအနေနဲ့ဒီအင်ရှင်အဖြစ်3နိုင်ငံပထမဦးဆုံးချိန်ပူးတွဲပြီးတော့ကျင်းပတာဖြစ်ပါတယ်ပေါ့နော်ဒီ American ရဲ့ Mexico ရဲ့ Canada ရဲ့3နိုင်ငံကဒီ2026 World Cup ရဲ့အင်ရှင်အသင်းအနေနဲ့လက်ခံကျင်းပမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီကမ္ဘာဖလား2026ကမ္ဘာဖလားဆိုရင်တော့ဒါစုစုပေါင်းဆို23ချိန်မြောက်ကမ္ဘာဖလားဖြစ်ပြီးတော့ကျွန်တော်လက်ရှိအောင်မြင်ဆုံးအသင်းအနေနဲ့ဘရာဇီးအသင်းက9ချိန်နဲ့သူ့နောက်မှာတော့ဂျာမနီနဲ့အီတလီကဒီ4ချိန်နဲ့အတူဒါပူးတွဲဒုတိယအောင်မြင်ဆုံးအသင်းဖြစ်ဒီရက်တည်နေတယ်ပေါ့နော်ကမ္ဘာဖလားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အများအားပေါ့နော်နှစ်တိုင်းမှာဝေဖန်တာနေအများကြီးရှိတယ်ပရိသတ်အပေးမှုရတန်ဖိုးအမြင့်ဆုံးပြိုင်ပွဲဖြစ်တယ်လို့ကမ္ဘာအကောင်းဆုံးကစားသမားဘလူးလဲဆိုတာအဓိကအသက်သေပြနိုင်တဲ့ဒီပြိုင်ပွဲဖြစ်တယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ကျွန်တော်တို့ဒီအမေရိကတိုက်မှာအင်ရှင်ဖြစ်3နိုင်ငံပူးတွဲကျင်းပတာတကယ်ထူးထူးခြားခြားအချက်တစ်ချက်လည်းဖြစ်တယ်ပေါ့နော်ဒါအမေရိကတိုက်မှာကျင်းပတာတော့ဒါပထမဆုံးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့3နိုင်ငံပထမဆုံးကျင်းပကမ္ဘာဖလားသမိုင်းမှာဒီတစ်ချိန်ပဲရှိသေးတယ်ပေါ့နော်အဲ့တော့ဒီတစ်ချိန်မှာအရင်နှစ်တွေနဲ့ကမတူအရင်ကမ္ဘာဖလားတွေနဲ့မတူတာပါလဲဆိုတော့အရင်တော့ကကျွန်တော်တို့ဒီပြိုင်ပွဲဝင်အသင်းကို32သင်းပဲရှိခဲ့တာပေါ့နော်အခုမှဒီကျွန်တော်တို့ဒီပြိုင်ပွဲပဲစီးမြင့် policy ရကျွန်တော်တို့ဒါ48သင်းအထိတိုးပြီးတော့ဒါကျင်းပတာဖြစ်တယ်ပေါ့နော်အဲ့တော့ဘာကောင်းသွားလဲဆိုတော့ပွဲများပိုကြည့်ရပါပေါ့နော်အရင်ကဆိုင်ပွဲများပိုကြည့်ရတယ်အဲ့တော့အုပ်စုအနေနဲ့လည်းကျွန်တော်တို့ဒီအများအရင်လိုပုံမှန်10အုပ်စုမဟုတ်ဘဲနဲ့ကျွန်တော်12အုပ်စုအထိကျွန်တော်တို့အသင်းပေါင်းဒီ48သင်းအထိပါဝင်ရှင်ပြိုင်သွားမှာပေါ့နော်အဲ့ဒီထဲမှာမှကျွန်တော်တို့ကမ္ဘာဖလားကိုပထမအဆုံးကျင်းပပါဝင်ရှင်ပြိုင်တဲ့အသင်းတွေရှိသလိုကမ္ဘာဖလားမှာတော်တန်ကြာပျောက်ဆုံးနေတဲ့အသင်းတွေလည်းရှိရပေါ့နော်အထူးသဖြင့်အဲ့ဒါပြောရလို့ရှိရင်တော့အီတလီပေါ့နော်အီတလီကဒီနောက်ဆုံးကမ္ဘာဖလားကိုဒီ2010နောက်ပိုင်းကစပြီးတော့အခုနဲ့တွက်မယ်ဆိုရင်နောက်ဆုံးအခုဒီတစ်ချိန်နဲ့တွက်မယ်2014နောက်ပိုင်းကတွက်မယ်ဆိုလို့ရှိရင်ဒါ3ချိန်မြောက်ကမ္ဘာဖလားကိုလွဲချော်တာပေါ့နော်အဲ့တော့ဒီအီတလီအနေနဲ့ဒီကမ္ဘာဖလားမှာတော့ဒီပါဝင်ရှင်ပြိုင်နိုင်ခြင်းမရှိပြီးတော့ဒီ Champion Course အနေနဲ့ကျွန်တော်တို့ဒီ back to back 2000ခုနှစ်နောက်ပိုင်းမှာ back to back Champion အဖြစ်မပေါ်ထွက်လာသေးဘူးပေါ့နော်ဒါလက်ရှိ Champion တော့အားလုံးသိတဲ့အတိုင်းအာဂျင်တီးနားအသင်းဖြစ်ပြီးတော့ဒီနှစ်မှာလည်းကျွန်တော်ဘိုဆွဲဖို့ရေပန်းစားတဲ့အသင်းတွေမှာလည်းအာဂျင်တီးနားကထိပ်ဆုံး3သင်းထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီ2000ခုနှစ်နောက်ပိုင်းမှာဒီကမ္ဘာဖလားရဲ့သမိုင်းမှာပေါ့နော်ဒီနှစ်ကြိမ်ဆက် Champion ဖြစ်တယ်ဆိုတော့အသင်းကပေါ်ထွက်လာခြင်းမရှိသေးဘူးဒါပေမဲ့ဒီနှစ်မှာတော့အာဂျင်တီးနားကသူတို့ရဲ့ဒီ Champion ကိုဆက်ပြီးတော့ထိန်းသိမ်းသွားနိုင်မလားဒါပေမဲ့ပြီးခဲ့တဲ့တစ်ခေါက်ကတော့နီးစပ်ဆုံးအနေနဲ့ကျွန်တော်ပြင်သစ်ကဒီ back to back ဘလူးပွဲတက်ရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အာဂျင်တီးနားကနိုင်သွားတဲ့အတွက်ပြင်သစ်ကဒီနှစ်ကြိမ်ဆက်တိုက်ချန်ပီယံမဖြစ်ခဲ့ဘူးเนาะပေါ့နော်မဖြစ်ခဲ့ဘူးဒါကျွန်တော်အရင်မပြောခင်မှာကျွန်တော်ဒီ2000ခုနှစ်နောက်ပိုင်းကမ္ဘာဖလားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုချက်ပြောရလို့ရှိရင်ဒီ2000ခုနှစ်အတွင်းမှာကျွန်တော်တို့ပြင်သစ်ကကမ္ဘာဖလားကို3ချိန်အထိဘိုးလူပွဲကိုတက်ရောက်နိုင်ပြီးတော့ကျွန်တော်တို့တစ်ချိန်ပိုဆွဲထားရပေါ့နော်အားလုံးသိတဲ့အတိုင်း2006ကမ္ဘာဖလားတော့အီတလီနဲ့ပြင်သစ်တွေ့တယ်အဲတော့ကျတော့ဒါဇီဒန်နီကထိပြီးတော့ပနတီမှာအီတလီကနိုင်သွားတယ်2018ကမ္ဘာဖလားမှာတော့ပြင်သစ်နဲ့ခရိုအေးရှားတွေ့တယ်အဲခရိုအေးရှားကိုပြင်သစ်ကကိုပြတ်နိုင်ယူပြီးတော့ဒါသူတို့ရဲ့ဒီကမ္ဘာဖလားကိုရနိုင်ခဲ့တယ်ဒါပြီးခဲ့တဲ့2022ကာတာကမ္ဘာဖလားမှာတော့ပြင်သစ်နဲ့အာဂျင်တီးနားတို့တွေ့ပြီးတော့ကျွန်တော်အကျိတ်နယ်နဲ့အပြန်အလှန်သွင်းကိုတွေနဲ့တူဒါပနတီဆုံးဖြတ်မှာအာဂျင်တီးနားကပိုဆွဲခဲ့တယ်ပေါ့နော်အဲ့တော့ဒီနှစ်ကမ္ဘာဖလားမှာရောဒါပိုဆွဲနိုင်ရရှိတဲ့အသင်း3သင်းထဲမှာပြင်သစ်နဲ့အာဂျင်တီးနားပါနေတယ်ပေါ့နော်အဲ့တော့ဒါအပြင်ကျွန်တော်တို့ကမ္ဘာဖလားမှာစောင့်ကြည့်မဲ့အသင်းတွေအများကြီးရှိလာတယ်အထူးသဖြင့်နာမည်ကြီးအင်္ဂလန်ဘရာဇီးစပိန်နဲ့ကျွန်တော်ပေါ်တူဂီတို့အပြင်ကျွန်တော်တို့ဒီအာဂျင်တီးနားပြင်သစ်ဒီစဒီအသင်း6သင်းကတော့ဒါဘိုးဆွဲဖို့ရေပန်းအစားဆုံးအသင်းတွေမှာပါတယ်ဒါပေမဲ့တခြားဒီဖြတ်မြင်းဖြစ်နိုင်တဲ့အသင်းတွေကိုကျွန်တော်နည်းနည်းလေးဆွဲထုတ်ကြည့်ရမယ်ဆိုရင်ကျွန်တော်အကြိုက်ဆိုရင်3သင်းတော့တွေ့ရပေါ့နော်ပထမတစ်သင်းကကျတော့ကျွန်တော်မော်ရိုကိုပေါ့နော်မော်ရိုကိုကဒီ2022ကမ္ဘာဖလားမှာဒီ semi final ထိတက်ရောက်နိုင်ပြီးတော့ဒီပြီးခဲ့တဲ့ဒီအာဖရိကဖလားမှာလည်းဘိုးလူပွဲမှာဒီအရေးနေတာပဲပေါ့နော်လက်ရှိဖောင်ရတော့မော်ရိုကိုအသင်းကတော့ကျွန်တော်တို့ဒီအနည်းဆုံးတော့ quarter final လောက်ထိသွားနိုင်တယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်နောက်ထပ်တစ်သင်းအနေနဲ့ကျွန်တော်အာရှအားအကောင်းဆုံးအသင်းဖြစ်တဲ့ကျွန်တော်ဂျပန်အသင်းပြင်ပေါ့နော်ဂျပန်ကတော့လက်ရှိချိန်မှာကစားသမားများစွာဒီဥရောပခြေဆက်ကစားသမားတွေနဲ့ပဲလောက်ထားတဲ့နောက်ဆုံး
ခြေစမ်းပွဲနဲ့ခြေစစ်ပွဲတွေမှာလည်းကျွန်တော်ရလက်ကောင်းတွေရထားတယ်အထူးသဖြင့်ဒီနောက်ဆုံးကစားခဲ့တဲ့ခြေစမ်းပွဲမှာအင်္ဂလန်တင်းရဲ့အိမ်ပွဲမှာပေါ့နော်တကူကိုမရှိနဲ့ဆိုရရလက်နဲ့အနိုင်ရထားတယ်နောက်တဲ့သတင်းကတော့ကျွန်တော်တို့ဥရုဂွေပေါ့နော်နီးပြဒီလီယူနိုက်တက်နီးပြဟောင်းဒီမာဆယ်လိုဘီယေးစာအခုဒီကမ္ဘာဖလားမှာတော့ဥရုဂွေအသင်းကိုဘယ်လောက်ထိကျွန်တော်တို့ဆွဲခေါ်နိုင်မလဲဆိုတဲ့အချက်ကလည်းကျွန်တော်တို့ဒီစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်မှာပါတယ်ပေါ့နော်ပြီးတော့နောက်ထပ်ဒီကမ္ဘာဖလား2026ကမ္ဘာဖလားပြီးတဲ့အချိန်မှာတော့ဒီဘောလုံးလောကနဲ့ဒီနှုတ်ဆက်ရမယ့်ကစားသမားအများကြီးဒီကမ္ဘာဖလားမှာရှင်းပြသွားဖို့ရှိရယ်ရန်ဒရိုမက်ဆီအပြင်ပေါ့နော်ဒီဘရိုင်းနာဒီမိုဟာမက်ဆာလာမိုဒရစ်တို့ဟိုဒါဒီနောက်ဆုံးကမ္ဘာဖလားအနေနဲ့ကျွန်တော်တို့မြင်တွေ့ရဖို့များနေရပေါ့နော်တေချာတာကတော့ဒီကစားသမားတွေကဒီဘောလုံးလောကမှာအောင်မြင်မှုတီးရပြီးသွားပြီအဲ့တော့ဒီကမ္ဘာဖလားကလည်းသူတို့အတွက်နောက်ဆုံးကမ္ဘာဖလားမှာဘယ်အဆင့်ထိရောက်သွားမလဲဆိုတော့ဟာလည်းကျွန်တော်တို့စောင့်ကြည့်ရမယ့်အချက်တွေမှာပါတယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ဒါရိုနယ်ဒိုနဲ့မက်ဆီရဲ့အားပြိုင်မှုကလည်းဒါနောက်ဆုံးတော့ပြိုင်ပွဲကြီးရှင်ပြိုင်မှုလည်းဖြစ်တယ်ပေါ့နော်မက်ဆီကတော့အာဂျင်တီးနားနဲ့ကမ္ဘာဖလားအောင်မြင်မှုရပြီးသွားပြီဒါပေမဲ့ရိုနယ်ဒိုကတော့အောင်မြင်မှုမှာလိုအပ်နေတဲ့ဒီလုံးနဲ့တော့ဖလားဖြစ်တဲ့ကမ္ဘာဖလားကိုရသွားနိုင်မလားဒါမှမဟုတ်ရှားသိရပဲပို့ဆွဲသားမလားမက်ဆီကပဲ back to back ချန်ပီယံဖြစ်ထပ်ပြီးတော့အောင်ပွဲခံသွားမလားဆိုတာဒီလာမယ့်ဇွန်လ12ရက်နေ့ကနေပြီးတော့ကျွန်တော်ကမ္ဘာဖလားကိုအတူတူစောင့်ကြည့်လိုက်ကြပါမယ်เนาะအဲ့တော့ဒီကျွန်တော်အခုဒီဗီဒီယိုကတော့ဒီကမ္ဘာဖလားနဲ့ပတ်သက်တဲ့ဒီအချက်လက်တွေထူးခြားချက်တွေပြီးလို့ရှိရင်မှတ်တမ်းချို့နဲ့ဒီလူတွေစိတ်ဝင်စားနိုင်မယ့်အချက်ချို့ကိုကျွန်တော်ပြောပြသွားတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာဒီကမ္ဘာဖလားနဲ့ပတ်သက်တဲ့ဘောလုံးပွဲအကြောင်းအရာတွေပွဲကြည့်သုံးသက်ချက်တွေပွဲပြီးသုံးသက်ချက်တွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်အဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်